여러분, 안녕하세요. 알로마 밍라바. 아구디 비디오 리가로 바꾸다, 바뀌다, 변하다. ဆိုတဲ့စကားလုံးသုံးလုံးကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီစကားလုံးသုံးလုံးရဲ့အဓိပ္ပာယ်ကလဲလှယ်သည်ပြောင်းလဲသည်ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့နော်။အဲ့တော့ဘလို့အခြေအနေမျိုးမှာဘာကူတာကိုသုံးတာလဲဘလို့အခြေအနေမျိုးမှာဘာကွီတာကိုသုံးတာလဲဘလို့အခြေအနေမျိုးမှာပြောနာတာသုံးတာလဲအခါလေးကြာရင်စကားစကားဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့ဒီသုံးလုံးရဲ့ကွာခြားချက်အဓိပ္ပာယ်လေးတွေကိုရှင်းပြပေးသွားပါမယ်။ပထမဆုံးအနေနဲ့ဘာကူတာကိုအရင်စကြည့်မယ်ပေါ့နော်။ဘာကူတာကမြန်မာလိုဆိုလဲလှယ်သည်လို့အဓိပ္ပာယ်ရပါတယ်။သူ့ရဲ့အရှိမ으르ဆိုတဲ့ grammar pattern ကပ်ပြီးတော့으르 바꾸다 으르의အရှိမဘာလိုက်မလဲဆိုရင် noun လိုက်ပြီးတော့သုံးမယ် noun plus 으르 바꾸다အသက်ပါရင် 을 바꾸다အသက်မပါရင် 르 바꾸다နဲ့သုံးတယ်뭐뭐뭐를 바꾸다 꽐라고လဲလှယ်သည် 바꾸다ကိုရိုးဖောင်ပြောင်းလို့ရှိရင် 우더라ဖြစ်တဲ့အတွက်အနောက်ကနေ 어요လိုက်တဲ့အခါမှာ 바꿔요 바꿔요 ဆိုပြီးတော့ပြောင်းသွားတယ်ပေါ့နော်အဲ့တော့ 뭐뭐뭐를 바꾸다လဲလှယ်သည်ဘလို့အခြေအနေမျိုးမှာသုံးတာလဲဆိုတာနမူနာစာကြောင်းကြည့်မယ်이 치마가 너무 짧으니까 긴 걸로 바꿔주세요. 디스카가အရန်တိုလို့ ရှည်တာလေးနဲ့ လဲပေးပါ 바꿔주세요. လဲပေးပါ အဲ့တော့ စကတ်တိုတာကို ရှည်တာနဲ့ လဲခိုင်းတာမျိုး အဲ့လိုအခြေအနေမှာ 바꾸다ကိုသုံးတယ်. Now, 자리를 바꾸고 싶어요. 내야 레진네. 내야 레진네 ဆိုတဲ့အဓိပ္ပာယ်ဥပမာကို bus ကားစီးရထားပါတော့เนาะအဝေးပြေး bus ကားကြီးစီးရထားပါတော့ကိုထိုင်ချင်တာပတင်းပေါက်ခုန်ထိုင်ချင်တာဒါပေမဲ့ကိုရတဲ့နေရာလူသွားတဲ့ဒီရှောက်လမ်းဘက်မှာရတယ်အဲ့တော့ကျမကနေရာလဲချင်တယ်ဒါဆိုရင် 자리를 바꾸고 싶어요.ပတင်းပေါက်နေရာနဲ့ လမ်းလျှောက်တဲ့ဘက်အခြမ်းနေရာနဲ့ကို လဲတာ Now, 미얀마ကျပ်스 달러로 바꿀 거예요. 미얀마ကျပ်ကို ဒေါ်လာလဲမှာလား မြန်မာကျပ်ကိုဒေါ်လာနဲ့လဲတာမျိုးအဲ့တော့ကျပ်ကိုဒေါ်လာနဲ့လဲတာမျိုးတစ်ခုနဲ့တစ်ခုလဲလှယ်တာမျိုးဆိုရင် 바꾸다ကိုသုံးပါတယ်ဒါဆိုရင် 바뀌다 바뀌다가မြန်မာလိုဆိုပြောင်းလဲသည်လို့အဓိပ္ပာယ်ရပါတယ်သူ့ရဲ့အရှိမ 이가 grammar pattern ကိုသုံးပြီးတော့အသက်ပါရင် 이 바뀌다အသက်မပါရင် 가 바뀌다ကိုသုံးတယ်ပေါ့နော်သူ့ရှေ့မှာလဲ noun လိုက်ပြီးသုံးတယ် noun မှာအသက်ပါရင် 이 바뀌다 noun မှာအသက်မပါရင် 가 바뀌다 뭐뭐뭐가 바뀌다 뭐뭐뭐이 바뀌다 꽐라가 ပြောင်းလဲသည် 꽐라가 ပြောင်းလဲတယ်ပေါ့နော် 바뀌다ကိုရိုးဖောင်ပြောင်းမယ်ဆိုလို့ရှိရင်လေသူက we တရဖြစ်တဲ့အတွက်မတော်နောက်ကနေ all ပေါင်းလိုက်တော့ 바뀌 all ဖြစ်သွားတယ် 바뀌 all အဲ့ဒါက 바뀌다의 ရိုးဖောင်ပြောင်းနည်းဖြစ်ပါတယ် 너무나 사자옹찜에 회의 날짜가 바뀌었어요. 회의 날짜가 바뀌었어요. 아시아웨이가 ပြောင်းသွားပြီ အစအစည်းအဝေးက 20 ရက်နေ့မှာလုပ်မှာ 20 ရက်နေ့မှာလုပ်မှာ ဒါပေမဲ့ အစည်းအဝေးရက်က 25 ရက်ကို ပြောင်းသွားတယ် အဲ့တော့ 20 မှာလုပ်မဲ့ရက်ကနေ 25 ရက်ကို ပြောင်းလဲသွားတယ် အဲ့ဒါဆိုရင် 바뀌다 နဲ့သုံးပါတယ် နောက်တစ်ခု 다른 사람과 가방이 바뀌었어요. သူများနဲ့လွယ်အိတ်ပြောင်းသွားတယ် သူများနဲ့လွယ်အိတ်လဲသွားတယ် ဆိုလိုချင်တဲ့အဓိပ္ပာယ်က ဥပမာလေဆိပ်မှာပေါ့ ကျမတို့ဒီလို luggage ရွေးတဲ့အခါမှာ ကိုကသူများအိတ်ကိုယူသွားတယ် သူများကကိုယ့်အိတ်ကိုယူသွားတယ် အဲ့တော့ သူ့အိတ်နဲ့ကိုယ့်အိတ်နဲ့ဘာဖြစ်သွားလဲ လဲသွားတယ် ပြောင်းသွားတယ် အဲ့ဒါမျိုးဆိုရင် 바뀌다ကိုသုံးတာဖြစ်ပါတယ် သူ့အိတ်နဲ့ကိုယ့်အိတ်နဲ့ လဲသွားတယ် ပြောင်းသွားတယ် အဲ့ဒါကို 바뀌다 လို့သုံးတာပါ ဒါဆိုရင် သဘောတရားလေးနားလည်မယ်နော် 바꾸다ကကြတော့ လဲလှယ်တာဖြစ်ပြီးတော့ 바뀌다 ပြောင်းလဲသွားတယ်ဆိုတဲ့အဓိပ္ပာယ်အနေနဲ့သက်ရောက်တယ်ပေါ့နော် နောက်ထပ်ပြောင်းလဲတာတစ်ခုရှိသေးတယ် 변하다. 변하다 ပြောင်းလဲတာကကြတော့ 사랑은 변할 수 있다. 아치가 ပြောင်းလဲနိုင်네. 사람은 누구나 변해요. 루소라 ဘယ်သူမဆိုပြောင်းလဲကြတယ်
အဲ့တော့ဒီမှာလဲပြောင်းနာတာဆိုတာပြောင်းလဲတာခုနကလည်းဘကွီတာပြောင်းလဲတာကိုလေ့လာခဲ့တယ်ဆိုတော့ဘကွီတာနဲ့ပြောင်းနာတာနဲ့ဘာကွာလဲအဓိကအဲ့နှစ်ခုပေါ့နော်ဘာကွာတာလဲဆိုတော့ဘကွီတာကအရင်ရှိနေတဲ့အရာကပျောက်ကွယ်သွားပြီးတော့အဲ့ဒီအစားအသစ်ဖြစ်သွားတယ်ဆိုရင်ဘကွီတာကိုသုံးပါတယ်အရင်ရှိနေတဲ့အရာကပျောက်ကွယ်သွားတယ်မရှိတော့ဘူးအဲ့ဒီအစားတခြားအသစ်တစ်ခုဖြစ်သွားတယ်ဆိုဘကွီတာကိုသုံးပြီးတော့ပြောနာတာကကြတော့ပစ္စည်းတစ်ခုခုအခြေအနေတစ်ခုခုကအခြေခံအားဖြင့်ပြောင်းလဲသွားတယ်လို့ပြောတဲ့အခါမှာသုံးပါတယ်ပစ္စည်းတစ်ခုခုအခြေအနေတစ်ခုခုကအခြေခံအားဖြင့်ပြောင်းလဲသွားတယ်ဆိုရင်ပြောနာတာကိုသုံးတယ်ပိုနားလေသွားအောင်နမူနာစာကြောင်းနဲ့ကြည့်ကြည့်ပါမယ်ထမောင်ဆုံးဘကွီတာဘကွီတာမှာဆိုလို့ရှိရင်ဟန်ဆိုရနေပြီးတော့စောဟီကျိုကိုလူပြောင်းသွားတယ်영화의 주인공이 바뀌었다. ရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင်ကပြောင်းလဲသွားတယ်. ပထမကဟန်ဆိုးအိမ်နဲ့ရိုက်ဖို့ရည်ရွယ်ထားတဲ့ရုပ်ရှင်ဇာတ်ကားကဟန်ဆိုးအိမ်နဲ့မရိုက်ဖြစ်တော့ဘဲနဲ့송혜교နဲ့ရိုက်ဖြစ်သွားတယ်. အဲ့တော့ဒီရုပ်ရှင်ဇာတ်ကားမှာရုပ်ရှင်ဇာတ်ဆောင်မင်းသမီးဘာဖြစ်သွားလဲ? ပြောင်းလဲသွားတယ်. ဟန်ဆိုးရာနေပြီးတော့송혜교ကိုပြောင်းလဲသွားတယ်. အဲ့ဒါမျိုး바꾸다နဲ့သုံးတယ်. နောက်တစ်ခု변하다. 변하다 민규 씨의 몸이 변했어요. 민규의ခန္ဓာကိုယ်က ပြောင်းလဲသွားတယ်. ဓာတ်ပုံမှာကြည့်လိုက်မယ်ဆိုရင်ဒီဘယ်ဘက်ကမှအပြာနဲ့ထောက်ထားတဲ့ပုံလေးကကြတော့မင်ကျူငယ်ငယ်တုန်းကပေါ့နော်သူပွဲဦးမထွက်ခင်တုန်းကပုံလေးအခုပွဲဦးထွက်ပြီးတော့သူ့ရဲ့ပုံစံဒီဘာဖြစ်သွားလဲ체격이 크고 좀ခန္ဓာကိုယ်ကြီးကကြီးပြီးတော့လုံးဝပြောင်းလဲသွားတယ်. အဲ့တော့ဒီမှာဆိုရင်လူတော့ပြောင်းသွားလား? 민규가 민규ပဲ. လူမပြောင်းသွားဘူး. ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားပြောင်းလဲသွားတယ်. 민규가နေပြီးတော့도겸တခြားတစ်ယောက်ဖြစ်သွားတာမျိုးမဟုတ်ဘူး. 민규가 민규ပဲ. 민규의အရင်ခန္ဓာကိုယ်ပုံသဏ္ဍာန်မဟုတ်တော့ဘဲနဲ့ပြောင်းလဲသွားတယ်.ဂျင်နီဆော့တယ်. ဂျင်နီဆော့ပြီးခန္ဓာကိုယ်ပုံစံပြောင်းလဲသွားတာမျိုး. အဲ့ဒါမျိုးပြောင်းနာတာနဲ့သုံးတာဖြစ်ပါတယ်. အဲ့တော့바뀌다가အရင်ရှိနေတဲ့အရာကြီးလုံးဝပျောက်သွားပြီးတခြားအသစ်ဖြစ်သွားတာ. 변하다ကြတော့ငကိုရှိနေတဲ့အရာလေးကပဲပြောင်းလဲသွားတာမျိုး. ဒါဆိုရင်သဘောပေါက်လောက်မယ်လို့ထင်ပါတယ်. နောက်ထပ်နမူနာလေးဆက်ကြည့်မယ်. 바뀌다. 콘서트에서 가수가 바뀌었다. ဖျော်ဖြေပွဲမှာအဆိုတော်ပြောင်းသွားတယ်. ပထမကဒီဖျော်ဖြေပွဲမှာ J-Park ပါမယ်ဆိုပြီးတော့ကြေညာထားတယ်. ဒါပေမဲ့နောက်ရက်ကျတော့ J-Park မပါတော့ဘဲနဲ့ Zico ဖြစ်သွားတယ်. အဲ့တော့လူပြောင်းသွားတာလीနော် J-Park ကနေပြီးတော့ Zico ကိုပြောင်းသွားတာဖြစ်တဲ့အတွက်ကြောင့်အဆိုတော့ပြောင်းသွားတယ်. လုံးဝ changes ဖြစ်သွားတာမျိုး. လုံးဝပြောင်းလဲသွားတာမျိုး. 다소 변하다. 변하다ကြတော့ 얼음이 녹아 물로 변했다.ရေခဲကရေပျော်ပြီးတော့ရေအဖြစ်ပြောင်းလဲသွားတယ်. ဒီမှာဆိုရင်ဒါအမတို့ခဲထားတဲ့ရေခဲထားပါတော့. အဲ့ဒီရေခဲကိုအမတို့နေပူထဲမှာအကြာကြီးပစ်ထားလိုက်တယ်ဆိုရင်အမတို့ခဲထားတဲ့ရေခဲကပဲအရေပျော်သွားတာ. အမားတို့ခဲထားတဲ့ရေခဲကြီးကပဲအရေပျော်သွားတာဖြစ်တဲ့အတွက်ငကိုရှိနေတဲ့ရေခဲကနေပြီးတော့အရေပျော်ခြင်းကိုပြောင်းလဲသွားတာမျိုး. ဘာကွေသားကျတော့ငကိုရှိနေတဲ့ J-Park အဆိုတော်ကနေပြီးတော့ J-Park မပါတော့ဘဲနဲ့ Zico ပြောင်းသွားတာမျိုး. လူလုံးဝပြောင်းသွားတာ. ပြောင်းနာတာကျတော့ငကိုရှိနေတဲ့ရေခဲတော့ကနေပြီးတော့အရေပျော်ပြီးရေဖြစ်သွားတယ်. ငကိုရှိတဲ့ပစ္စည်းကပဲပြောင်းသွားတာမျိုး. အဲ့လိုအခြေအနေမျိုးမှာပြောင်းနာတာကိုသုံးပါတယ်. ဒါဆိုရင်바꾸다နဲ့변하다의ပြောင်းလဲခြင်းသဘောတရားလေးနားလည်မယ်လို့မျှော်လင့်ပါတယ်. အဲ့တော့အားလုံးကိုခြုံပြီးပြန်ကြည့်မယ်ဆိုလို့ရှိရင်바꾸다가လဲလှယ်သည်. တစ်ခုနဲ့တစ်ခုလဲတာပေါ့. နေရာလဲတယ်, ပစ္စည်းလဲတယ်, ပတ်စံလဲတယ်ဆို 바꾸다ကိုသုံးတယ်. သူက으르바꾸다နဲ့သုံးပါတယ်. ရိုးဖောင်ပြောရင်တော့ 바꿔요ဖြစ်သွားတယ်နော်. နောက်တစ်ခုက바꾸다ဆိုတာပြောင်းလဲသည်. တချို့စာကြောင်းတွေမှာတော့မြန်မာလိုဘယ်လိုခေါ်မလဲအထိုက်အလျောက်လဲလှယ်သည်လို့လည်းဘာသာပြန်လို့ရတယ်ပေါ့နော်. အဲ့တော့ 바꾸다ကျတော့ 이가 바꾸다လို့သုံးတယ်. ကပြောင်းလဲသည်. သူ့ကိုရိုးဖောင်ပြောင်းရင် 바뀌어요လို့သုံးတယ်. အဲ့တော့
바뀌다 နဲ့변하다ပြောင်းလဲတည်ရဲ့နှစ်ခုကွာခြားချက်ကဘာဖြစ်မလဲ바뀌다ကငကိုရှိနေတဲ့အရာပျောက်သွားပြီးတော့တခြားအသစ်ဖြစ်သွားရင်바뀌다ကိုသုံးတယ်변하다ကြတော့ငကိုရှိနေတဲ့ပစ္စည်းအခြေအနေကပဲပြောင်းလဲသွားတာမျိုးကိုသုံးတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီနေ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့바꾸다 바뀌다 변하다 စကားလုံးသုံးလုံးရဲ့ကွာခြားချက်ကလေးရမယ်လို့မျှော်လင့်ပါတယ်เนาะဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ဆုခွဲ့습니다